marketing ဆိုတာကြော်ရည်ချီးပဲလို့ထင်နေတော့ပဲလားတကယ်တော့အဲ့ထက်အများကြီးပိုပါတယ်ဒီနေ့မှလေအဲ့အတွေးကိုလုံးဝပြောင်းပြန်လည်ပြင်မဲ့ Kit marketing ရဲ့တကယ်အနှစ်သာရကဘာလဲဆိုတာအတူတူကြည့်တွားကြရအောင်ကဲဒါဆိုဒီမေးခွန်းလေးနဲ့အရင်ဆက်လိုက်ကြရအောင် marketing ဆိုတာတကယ်တော့ဘာလဲခဏလောက်လေကိုယ့်ဘာသာကို marketing ကိုဘယ်လိုနားကျထားလဲဆိုတာလေးစဉ်းစားကြည့်ပါလားအများစုစဉ်းစားမိကြမှာကတော့ဒါပဲနေမှာပါ marketing ဆိုတာကကြော်ညာတယ်လို့တာပစ္စည်းတွေရောင်းတာပေါ့ဟုတ်ပါတယ်အဲ့ဒါမှန်ပါတယ်ဒါပေမဲ့လေအဲ့ဒါကအဖြေစစ်အမှန်ရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်ကဲတော့လေစီးပွားရေးလောကမှာအတွေးခေါ်ပိုင်ဆိုင်ရာတော်လှန်ရေးကြီးတစ်ခုလို့ဖြစ်သွားခဲ့တာပါအရင်ကဆိုရင်ကုမ္ပဏီတွေကငါတို့ဘာထုတ်နိုင်လဲဆိုတာကိုပဲအဓိကထားတယ်ပြီးတော့အဲ့ဒီထုတ်ကုန်ကိုဈေးခွက်ထဲကိုတွန်းပို့ကြတာပေါ့အခုအတွေးခေါ်တစ်ကတော့အဲ့ဒါနဲ့လုံးဝပြောင်းပြန်ပဲတုံးဆွဲသူဘာလိုချင်နေတာလဲဘာလိုအပ်နေတာလဲဆိုတာကနေစပြီးတော့ဈေးခွက်ကိုကုမ္ပဏီပဲဆွဲခေါ်လာတဲ့ပုံစံဖြစ်သွားတယ်ဟုတ်ပြီဒါဆိုအရင်ဆုံးအဲ့ဒီအကျွေးခေါ်ဟောင်းကုမ္ပဏီကိုပဲမဟုတ်ပြတဲ့အမြင်ကိုအရင်ဆုံးအသေးစိတ်ကြည့်လိုက်ကြရအောင်ဆိုလိုတာကတော့လေဒီပုံစံကကုမ္ပဏီမှာဘာစွမ်းရည်ရှိလဲငါတို့ဘာပဲစီးရီထုတ်လုပ်နိုင်စွမ်းရှိလဲဆိုတဲ့အချက်ကနေစတာပါပြောရရင်ကို့မှာရှိတာကိုရင်ထုတ်လိုက်ပြီးတော့မှဒါကိုဘယ်သူကိုရောင်းရမလဲဆိုပြီးနီလန်းရှာတဲ့သဘောမျိုးပေါ့ကဲအခုဒီပုံစံတစ်ခုလုံးပြောင်းပြက်လန်လက်ပစ်လိုက်တဲ့တော်လန်ကြီးတစ်ခုလို့ဖြစ်သွားတဲ့အတွေးခေါ်သူကိုစက်ကြည့်ကြရအောင်ဒီချင်းကမှုကလေစယုံတဲကနေမစတော့ဘူးတုံးဆွဲသူဈေးခွက်စီကနေစတာသူတို့ဘာလိုအပ်နေလဲဘာအခက်ခဲရှိနေလဲဆိုတာကိုအရင်ဆုံးရှာတယ်ပြီးတော့မှအဲ့ဒီလိုအပ်ချက်ကိုဖြည့်ရှင်းပေးဖို့ဖြည့်ဆည်းပေးဖို့လှုပ်ဆောင်တဲ့ပုံစံမျိုးပါဒါဆိုအပြင်ကနေအတွင်းကိုဘယ်လိုကြည့်မှလဲဟုတ်တယ်မလားအဲ့ဒီအတွက်အရင်အစွမ်းထက်တဲ့တူးတစ်ခုရှိပါတယ်အဲ့ဒါကတော့ market segmentation ဈေးဝက်ကိုအပိုင်းလေးတွေခွဲခြမ်းစိတ်ဖြာတာပါပဲဒီအစိမ့်တွေကိုကြည့်လိုက်ရင်လေသုံးဆွဲသူရဲ့စိတ်ထဲကိုဝင်ကြည့်နေရတယ်လို့ပါပဲပထမဆုံးဈေးဝက်တစ်ခုလုံးဘယ်လိုလဲပတ်နေလဲဆိုတာကိုနားလဲရမယ်ပြီးရင်လူတွေကဘာတွေဝယ်နေကြလဲဘယ်နေရာမှာဘယ်အချိန်ဘယ်လိုပုံစံနဲ့ဝယ်ကြလဲဆိုတဲ့အချက်အလက်တွေကိုစုရမယ်အဲ့ဒါကအဆင့်1နဲ့3ပေါ့ဒါပေမဲ့အရေးကြီးဆုံးတကယ်တော့ချက်ကအဆင့်4ပါပဲသူတို့ဘာကြောင့်ဝယ်ကြတာလဲသူတို့တကယ်လိုအပ်နေတာသူတို့တကယ်လိုချင်တဲ့အကျိုးကျေးဇူးကဘာလဲဆိုတာကိုနားလဲမှသာကိုကမှန်ကန်တဲ့ဖြေကိုပေးနိုင်မှာလေကဲဒီသွားလိုက်စေးဥပမာလေးကိုပဲကြည့်လိုက်အောင်အပေါ်ယံကြည့်ရင်တော့သွားလိုက်စေးဈေးခွက်ကရိုးရှင်းတယ်လို့ထင်ရမှာပဲဒါမဲ့တကယ်တမ်းမှလည်းလိုအပ်ချက်မတူတဲ့အုပ်စုတွေအများကြီးရှိနေတာကိုတွေ့ရလိမ့်မယ်ဥပမာတချို့ကသွားပူးစားမှဆိုလို့ကျမရဲ့ကိုရှီရှုပြဝဲတယ်တချို့ကြတော့လူမှုရေးအရာသွားလိဖြူဖွေးတောက်ဖနေဖို့ဝဲတာတချို့ကြပြန်တော့အရာသာတော့အနံ့တို့ကိုကြိုက်လို့ဝဲပြီးနောက်ဆုံးအုပ်စုကတော့ဈေးတက်တာဖို့ပဲအဓိကထားတယ်ဒီလိုမျိုးဘာကြောင့်ဝယ်တယ်ဆိုတဲ့အရင်ခံကိုတိမှသာကိုကလည်းမှန်ကန်တဲ့ထုတ်ကုန်ကိုမှန်ကန်တဲ့လူစီကိုရောက်အောင်လုပ်ပေးနေမှာပေါ့ဒီလိုအပြင်ကနေတွင်းကိုပြန်ချိတဲ့အမြင်ကလေကုမ္ပဏီတစ်ခုကတကယ်တမ်းပါကိုရောင်းနေတာလေဆိုတဲ့မေးခွန်းရဲ့အဖြေကိုပါပြောင်းပြလိုက်ပါလေဒီကိုလေးကအချင်းကနေအတွင်းကိုချင်းကပ်တဲ့အခါဈေးနှုန်းကိုဘယ်လိုသတ်မှတ်တင်လဲဆိုတာကိုအကောင်ဆုံးဖော်ပြနေတာပဲအဓိကကပါလဲဆိုတော့ဒီပစ္စည်းကိုထုတ်လုပ်ဖို့ဘယ်လောက်ကုန်ကြလဲဆိုတာထက်သုံးဆွဲသူအထက်ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကပိုရေးကြီးတဲ့ဆိုတဲ့အချက်ပါပဲအဲ့တော့သုံးဆွဲသူတန်ဖိုးဆိုတာဘာလဲရိုးရိုးလေးပါပဲသူတို့ပိတ်ဆက်လိုက်ရတဲ့အရာတွေဥပမာပိုက်ဆံအချိန်အားစိုက်ထုမှုအဲ့ဒါတွေနဲ့သူတို့ပြန်ရလိုက်တဲ့အကျိုးကျေးဇူးစိတ်ချနှံ့မှုအဲ့တစ်ခုကြားကချင်းခွင်းလျာပေါ့ဆိုတော့ဈေးနှုန်းတစ်ခုတည်းကိုပဲပြောနေတာမဟုတ်ဘူးနော်ဆိုင်ကိုသွားရတဲ့အချိန်တွေလမ်းမကားပိတ်တာတွေအဲ့ဒါတွေအားလုံးကသူတို့ဘက်ကပေးဆက်ရတဲ့ကုန်ကျစရိတ်တွေထဲမှာပါဝင်နေတာပါဒီအပြင်ကနေအတွင်းကိုကြည့်တဲ့အတွေ့အခေါ်ရဲ့နောက်ဆုံးပန်းနိုင်ကလေပစ္စည်းတစ်ခါရောင်းလိုက်ရဖို့အတွက်ပဲမဟုတ်တော့ဘူးအဲ့ဒီထက်အများကြီးပိုကြီးမားတဲ့အရာတစ်ခုရှိပါသေးတယ်ဒီမှာအမြင်ဟောင်းနဲ့အမြင်တက်ရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်အရင်ကဆိုရောင်းပြီးရင်ပြီးတော့ဆိုတဲ့တစ်ခါသုံးအယောင်းမွေပုံစံနဲ့နီအခုဆိုရင်ရေရှည်တည်တံပြီးနှစ်ဦးနှစ်ဖက်ကြိုးရှိတဲ့ဆက်ဆံရေးတွေတိစောက်ဖို့ကိုအဓိကထားလာကြတာပါဆိုတော့ဒီအချက်ကဘာကိုပြနေလဲဆိုရလေခေတ်သစ် marketing ဆိုတာသုံးဆွဲသူတယောက်တည်းနဲ့စစ်ဆန်ရေးကိုပဲတိစောက်ရတာမဟုတ်တော့ဘူး compensate ပေးသွင်းသူတွေပြိုင်ဘက်တွေအစိုးရနောက်ဆုံး company တွေကဌာနအချင်းချင်းကြားကစစ်ဆန်ရေးတွေအထိဒီကုန်ရက်ကြီးတစ်ခုလုံးကိုစီမံခန့်ခွဲရတာဖြစ်လာတယ်ဒါက marketing ရဲ့အထည်ပဲကိုအများကြီးပို့ပြီးနဲ့ရှိုင်းထွားစေတာပေါ့ကဲဆက်ဆံရေးဆိုတဲ့စကားလုံးကိုပို့ပြီးလက်တွေ့ကြကြမြင်သားအောင်ကြည့်ရအောင်ဒီမှာကြည့်လိုက်ပါ
ဒါက customer lifetime value သုံးဆွဲသူတစ်ယောက်စီကနေသူ့တစ်သက်တာလုံးမှာရနိုင်တဲ့တန်ဖိုးကိုတွက်ပြထားတာပါ coffee တစ်ခွက်တည်းရဲ့ဆေးကိုပဲမကြည့်ဘဲနဲ့ကိုယ်ဆိုင်မှာအမြဲတမ်းလာဝယ်နေတဲ့သစ္စာရှိ customer တစ်ယောက်ကစန်နေတွင်းမှာ company အတွက်ဒေါ်လာ1,400လောက်အထိတန်ဖိုးရှိနိုင်တယ်တဲ့ wow ဒီလိုမြင်လိုက်ပြီဆိုရင် customer တစ်ယောက်ချင်းစီကိုဆက်ဆံတဲ့ပုံစံတွေလုံးဝပြောင်းသွားမှသိကြတယ် ကဲဒါဆိုအစမှမေးခဲ့တဲ့မေးခွန်းစီကိုပြန်သွားကြရအောင် marketing ဆိုတာတကယ်တော့ဘာလဲအခုဆိုရင်တော့အရင်ကချက်ပိုပြီးပြည့်စုံတဲ့အဖြေတစ်ခုကိုအားလုံးအတူတူတွေးထွားကြလောက်ပြီးချင်ပါတယ် ဒါပါပဲ marketing ဆိုတာကြော်ညာတာရောင်းတာတက်တက်မဟုတ်တော့ဘူးဒါဟာအရာအလုံးကိုသုံးဆွဲသူရဲ့ရှုထောင့်ကနေအပြင်းကနီးအတွင်းကိုပြန်ကြည့်မိရောသူတို့အတွက်သားလုံးကောင်းမွန်တဲ့တန်ဖိုးတစ်ခုကိုဖန်တီးပေးတဲ့စီးပွားရေးလုပ်ငန်းစဉ်တစ်ခုလုံးပဲဖြစ်ပါတယ် အစောမတက်ခင်မှာဒီမီဟွန်းလေးကိုစဉ်းစားစရာအဖြစ်ထားခဲ့ခင်ပါတယ်ကိုလုတ်ကင်နေတဲ့လုပ်ငန်းတွေပဲကိုရောဒီအပြင်ကနေအတွင်းကိုဆိုတဲ့မျက်လုံးလေးနဲ့သာပြန်ကြည့်လိုက်မယ်ဆိုရင်အရင်ကမမြင်ခဲ့ဘူးရဲ့ဘလို့အခွင့်အလမ်းတစ်တီဘလို့တီထွင်ဖန်တီးမှုအစ်စ်တွေကိုမြင်လာနိုင်မလဲ